သွားပြီသွားဗျလှုပ်ပြန်ပြီလှုပ်ပြန်ပြီဝင်နေသွားပြီဟိုးဆက်ကြောလေအိုးဘယ်သူမှမမြင်ပါသေးနဲ့ကွာဟာသွားပြီဟာကတော့ယူကြမယ်နော်ကတော့ဖုံမူးလည်းနေမယ်နည်းနည်းနောက်ဆုံးတော့မပြေနဲ့အောင်ရွှေကြီးမြင့်ဖျားဒါ82လမ်းမှာနှစ်3ခေပေါ့နော်နှစ်3နှစ်ကြာမှာဒီမှာဒီအိမ်ကလည်းဒီလိုဖြစ်သွားတယ်နော်ဒီဘက်မှာလည်းပြိုတယ်ဗျာနော်အိမ်ကတအိမ်တုံးအိမ်ဟိုဘက်မှာတအိမ်ဒီလိုတွေပြိုကြတာပေါ့ဒီကရောလူတွေပါအနေရရှိသေးလားအထဲမှာကြံနေတာဩအထဲမှာကြံနေတာတဲ့လူတယောက်ဒါပေမဲ့ဘယ်နာမှာဘယ်လိုမှမသိဘူးပေါ့နော်ဒုက္ခပဲဒီဘက်ကလည်းဒါဖြိုပြရတော့မှမရတော့ဘူးတကူကလည်းအပေါ်ကရွဲသွားပြီဆိုတော့လေတိုင်နေရွေ့ကုန်ဒီဘက်မှာလည်းဖြိုဒီထဲမှာလူတယောက်ကြံနေတယ်လို့တော့ပြောတာပဲဝင်ရှာနေတာလည်းရှာမရလို့ဆိုလားပြဿနာဝင်ပေါက်ကလည်းလွယ်ဦးဝင်စရာလည်းပိတ်ကုန်တာအထဲထဲမှာလေဟိုမှာကြည့်ဘယ်လိုပြောပြိုပြီးတော့ပိတ်သွားတာပေါ့နော်အဲ့လိုဖြစ်တစ်ထပ်လုံးကိုပျောက်သွားတယ်အောက်တစ်ထက်အမြင့်ဟုတ်သားပဲနော်အောက်ဆုံးတစ်ထက်ရှိရအောင်မှာသူကအောက်ဆုံးတစ်ထက်ကဟိုဖြစ်သွားတာဖုန်းတွေကခေါ်တယ်ဗျာဒီချိန်ကကျွန်တော်တို့ကလေကိုအိမ်တော့ကိုမပြန်နိုင်ဘူးဖြစ်နေသေးတာဗျာသိလားဟိုလိုလေဘယ်နေရာပါအခြေအနေရှိလဲဆိုတာမသိရဘူးဖြစ်ရတယ်လေနော်ဆိုလားဘယ်နေရာအခြေအနေကောင်းလားမကောင်းလားဆိုတာမသိဘူးဖြစ်နေတာဗျာဘယ်လိုပြောရမလဲကိုမသိဘူးဆိုကြပါစို့ကျွန်တော်အိမ်ရလိုက်ကျွန်တော်ဒီကောင်းလားမကောင်းလားဆိုခုနပြောလို့ဖုန်းဆက်လို့မှသိရတာဖုန်းရသွားလို့အခုဖုန်းလိုင်းနေရလဲမရဘူးအင်တာနက်လိုက်လဲဒါအခုဒီမှာကျွန်တော်ဒီရနဲ့သုံးတာဒီတလိုင်းတက်ပြီးကတ်ရနေတော့ကျွန်တော်နောက်ဆုံးအခြေအနေပြောပြပေးတာပါဆိုတော့ဒီအခြေအနေကဟိုဘက်မှာလဲပြိုတယ်ဗျအိမ်ထဲတော်ပြိုတယ်ဆိုကြပါစို့နော်ပြိုတယ်လမ်းတော်နာမှာပြိုတယ်ဆိုတာအများကြီးပြိုတာလားဆိုတော့လဲအဲ့လိုလည်းမပြောတတ်ဘူးကျွန်တော်ရောက်တဲ့နေရာတွေမှာတော့ပြိုတာတွေတွေ့နေတယ်နော်ဟိုလိုလေတချို့ကြလဲတရင်ကိုတအားကြီးလဲချဲ့ကားပြီးစိတ်ပူအောင်လည်းပြောမှာဆိုလို့ဆိုကြပါစို့တရက်ကွက်မှာတအိမ်လောက်တော့ထိနေပုံပေါ်တယ်ဗျတရက်ကွက်မှာတအိမ်နဲ့တချို့ရက်ကွက်ဆို3အိမ်ပေါ့ဗျာဒါဆိုရင်ဥမာဆိုကြပါစို့4တက်တိုက်ကအခု3တက်ပဲကျန်တယ်တစ်ထက်ကအောက်မြေကြီးထဲရောက်သွားပြီနော်ဟိုမှာတစ်ထက်ကမြေကြီးထဲပျောက်သွားတာပေါ့နော်4တက်ကအပေါ်မှာမြေပေါ်မှာ3တက်ပဲကျန်တစ်ထက်ပျောက်သွားတယ်အထဲမှာလူတွေပျောက်နေတယ်ဆိုတော့အဲ့အောက်ဆုံးကြားထဲကိုဘယ်လိုလုပ်ဝင်ရှာမလဲဗျာဒီမဲ့ကြည့်ဗျာအောက်ဆုံးတစ်ထက်ကဒီမှာဒီလိုပိတ်သွားပြီဒီလိုဖြစ်သွားပြီအဲ့တော့ဒီကြားတော့じゃဘလို့ဝင်ရှာမလဲပေါ့နော်အဲ့တော့လူပျောက်တယ်ဆိုတော့လည်းဘာမှမတတ်နိုင်ဘူးဖြစ်နေတာပေါ့နော်ဘယ်သူမှဒီနာကနေရက်ကြည့်နေရသလိုပဲဖြစ်နေတယ်ဆိုတော့ဒီဘွားအိုင်မှာဒီကလည်းဒီလိုဆိုတော့ဒါကဗင်နာလဲလို့ဆိုရင်တခါဟိုပေါ့ရွှေကြီးမြင့်ဖရားရဲ့မြောက်ဖက်ကက်ရဲ့ဒါရွှေကြီးမြင့်ဖရား
နော်ရွှေကြီးမြင့်ဖရားဒါကျွန်တော်တို့အိမ်တောင်းမယ်ဟိုအချိန်မှာတထေးတန်းပလီအဲ့ပလီကလည်းပြိုတယ်လို့တော့ပြောတာပဲကျွန်တော်အခုဒီဟာလေးတွေးလို့ကားရက်ပြီးပြလာဟုတ်လားဒါတထေးတန်းပလီပေါ့နော်ဟိုလုံးဝလေကျွန်တော်တို့အလုံးလိုက်ကိုပြိုသွားတာဗျာပလီလိုက်ကြီးကိုပျောက်သွားသလိုပြက်သွားတာဩစိတ်မကောင်းစရာပေါ့နော်